အားလုံးပဲမင်္ဂလာပါခရစ်စရောက်ရှိနေတဲ့နေရာကတော့နောက်ထပ်ရှင်ကိုရှင်သမိုင်းဝင်ရှင်စလုံးစေတီတော်ကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီစေတီရာဆိုလို့ရှိရင်တော့တဝဲမျိုးလောင်းလုံးခရိုင်တာခနေအောင်ရမတရှိတဲ့စေတီတစ်စီဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကရဝင်းကမေဘွားကတိတပန်တန်ဆောင်ကျဆားတဲ့ဒီတောင်ကုန်းပေါ်မှာတည်ထားတဲ့အတွက်အမီတောင်ကုန်းလို့လည်းခေါ်ကြပါတယ်တာကရာမြင်းနေလက်ချက်ကစစ်တိုက်ထွက်တဲ့အချိန်တိုင်းမှာဒီတောင်ကုန်းကိုအောင်မြင်နေပြီးတော့ဒီရှင်စလုံးစေတီတော်ကိုဥတ္တပိမထွက်လေးရှိတယ်လို့လည်းသိရှိရပါတယ်ဒါအပြင်မြတ်စွာဘုရားရှင်ရဲ့စံတော်တက်တော်နဲ့တလုံးတော်မှာထာပနာထားရှိတဲ့အတွက်ဤစီရီကိုစင်တလုံးစီရောလို့ရခင်ကခေါ်ဆိုခဲ့ကြကြောင်းသိရှိရပါတယ်။ယခုအချိန်မှာတော့စင်တလုံးစီရောကနေပြီးတော့ရှင်စလုံးစီလို့ပြောင်းလဲခေါ်ဆိုလာခဲ့ကြတယ်လို့ထပ်မံလေ့လာသိရှိရပါတယ်။ဒါဆိုရင်သူစီနောက်ထပ်ပြောင်းတော့လေးလာကြည့်လိုက်အောင်တဒါ